တယောက်တည်းတက်ချင်တာအော်ငါမူဂျူလိုက်တယ်ငါမူဂျူတက်ငါမူဂျူတက်အောင်ခလေးလားမင်းကလေးဟုတ်တော့ဘူးလေအော်မင်းကရုံးလုပ်တွေဘာလုပ်တတ်လို့လဲဘာလုပ်တတ်လဲပြောလေဘာလုပ်တတ်လဲစာရေးတတ်တယ်ဟုတ်လားဝါလုံးတော့မြေးတတ်တယ်ကွာစာရေးတတ်တယ်နောက်ဘာလုပ်တတ်သေးလဲကွန်ပျူတာရိုက်တတ်တယ်ကွန်ပျူတာဘယ်လိုရိုက်လဲပြောဘယ်လိုရိုက်လဲအော်ဒီလိုလေးရိုက်တတ်တာ3နှစ်ခွဲတော့မပြည့်သေးဘူးလေဆရာကြီးကဘယ်လိုပြောမှာမင်းဆရာကြီးက9နှစ်လို့ပြောမှာလား3နှစ်လို့ပြောမှာလား9နှစ်လို့လိန်ပြောမှာဆရာကြီးအမေကိုရိုက်မှာပေါ့သမီးတငယ်ချင်းတွေရှိရလေခေသုံးအိမ်လေးရလေခေသုံးအိမ်လေးကငိုဦးတော့လိန်မာတယ်တဲ့အဲ့လိုပြောကြတယ်ခေသုံးအိမ်လေးကဆရာမကလည်းပြောခေသုံးအိမ်လေးကတဲ့မင်းမမေဖုံးဆက်လိုက်တယ် မင်းရလေကျောင်းတက် တဲလေးလားတဲလေးလား တရက်ပဲလိမ့်မာတယ်ငါသမီး ဒီနေ့တရက်ပဲတက်တော့ပြီ